ရှောက်ပန်းလေးစားလာကြပါဦးလို့ဒီမှာတရားဟုတ်ကိုပုံတို့ဟုတ်မော်လူဟုတ်ပဲရွာပဲလေဟွာရွာပဲညောင်မစိတ်ကထိန်ကဖိတ်တယ်နဲ့ကထိန်သွားစားတာဖုံးချောင်းကရှယ်ကျွေးရတာဆိုတော့တခါတည်းလူကုန်ပြီလို့အဲ့နဲ့ဒီနေ့စောစီပဲနိုင်ပဲရှိတယ်လေ10နိုင်ပဲရှိတယ်အချင်းစားနေရတယ်မှာသတိမောင်နဲ့တော့စားရကြအောင်ရိုဘက်ကရှောက်ပန်းနေမှုကျွေးကိုဒီလိုဒီဘက်ဟိုဘက်ကတော့ဘယ်လိုခေါ်လဲမသိဘူးနော်ကိုဘိုးတို့ဘက်ကတော့ရှောက်ပန်းလေးလို့ခေါ်တယ်ချိုမန်လေးဘက်တွေကျတော့ကျွဲကောဒီခေါ်ကြဒီဘက်ကတွေကဒီစပားရိတ်ချင်ဆိုလို့ရှိရင်ဒါတွေစားလို့ရပြီသူစပားရိတ်ပြီဆိုဟုတ်ကျေးဇူးပါ